တရားဟောရာကျမ်းအခန်းကြီး30သင်ရှိ၌ငါထား၍ဆိုခဲ့ပြီးသမျှသောကောင်းကြီးမင်္ဂလာနှင့်ကျင့်ခြင်းအမင်္ဂလာတို့သည်သင်ပေါ်မှရောက်၍သင်ဘုရားသခင်ထာဝရဘုရားသည်သင်ကိုနှင်ထုတ်တော်မူရာအပြည်ပြည်တို့၌ထိုအရာကိုအောက်မေ့လျက်သင်ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ၍ယနေ့ငါမှထားသမျှအတိုင်းသင်နှင့်သားသမီးတို့သည်စကားတော်ကိုစိတ်နှလုံးအကျွင့်မဲ့နားထောင်လျင်သင်ဘုရားသခင်ထာဝရဘုရားသည်သင်ဖန်သွားခြင်းခံရသောအမှုကိုကုန်စေမည်အကြောင်းသင်ကိုတနာသဖြင့်အထက်ကအရရက်နှင်ထုတ်ရာအပြည်ပြည်တို့မှတဖန်ပြန်သိမ်းယူတော်မူလိမ့်မည်သင်လူအချို့တို့သည်မိုးကောင်းကင်အောက်အဝေးဆုံးသောအရက်သို့နှင်ထုတ်ခြင်းကိုခံရတော်လေထိုအရက်မှသင်ဘုရားသခင်ထာဝရဘုရားသိမ်းယူ၍ဆောင်ခဲ့တော်မူလိမ့်မည်ဘိုးဘေးတို့ဝင်စားသောပြည်သို့တဖန်ဆောင်ခဲ့တော်မူသဖြင့်သင်သည်ဝင်စားရလိမ့်မည်ထိုအခါကျေးဇူးပြုတော်မူပြန်သဖြင့်ဘိုးဘေးများတို့ထက်သင်ကိုတာ၍များစေတော်မူလိမ့်မည်သင်သည်အသက်ရှင်မည်အကြောင်းသင်ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွင့်မဲ့ချစ်စေခြင်းကသင်နှလုံးနှင့်သင်အမျိုး၏နှလုံးအရေပြားကိုလှီးဖြတ်တော်မူလိမ့်မည်သင်ကိုမုံ၍ညှင်းဆဲသောသင်၏ရန်သူတို့အပေါ်၌အထက်ကဆိုခဲ့ပူသောကြိမ်ချင်းအမင်္ဂလာရှိသမျှတို့ကိုတက်ရောက်စေတော်မူလိမ့်မည်သင်သည်ပြန်လာလျက်ထာဝရဘုရား၏စကားတော်ကိုနားထောင်၍ယနေ့ငါမှထားသမျှသောပြည့်ညတ်တော်တို့ကိုစောင့်ရှောက်လိမ့်မည်သင်သည်သင်ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားထောင်၍ဤပြည့်ညတ်တိကျမ်းစာ၌ရေးထားသောစီရင်ထုံးဖွဲ့တော်မူချက်တို့ကိုစောင့်ရှောက်လျင်၎င်းသင်ဘုရားသခင်ထာဝရဘုရားထံတော်သို့စိတ်နှလုံးအကျွင့်မဲ့ပြန်လာလျင်၎င်းသင်ပြုလေရာရာ၌အောင်မြင်မည်အကြောင်းနှင့်သင်သားသမီးတရိษံအသီးအနှံတိုးပွားမည်အကြောင်းကိုစီရင်၍သင်အကျိုးကိုပြုစုတော်မူလိမ့်မည်ထာဝရဘုရားသည်သင်၏ဘိုးဘေးတို့၌အာရဝမ်းမြောက်တကဲ့သို့သင်၌အာရဝမ်းမြောက်၍သင်အကျိုးကိုပြုစုတော်မူလိမ့်မည်ယနေ့ငါမှထားသောပြည့်ညတ်တရားတော်သည်သင်နားမလည်နိုင်သောတရားမဟုတ်သင်နှင့်ဝေးသည်မဟုတ်တရားတော်ကိုငါတို့သည်နားထောင်၍စောင့်ရှောက်မည်အကြောင်းကောင်းကင်သို့အဘယ်သူတက်၍ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟုမေးစေခြင်းကကောင်းကင်၌ရှိသည်မဟုတ်တရားတော်ကိုငါတို့သည်နားထောင်၍စောင့်ရှောက်မည်အကြောင်းပင်လေကိုအဘယ်သူကူး၍ငါထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟုမေးစေခြင်းကပင်လေတစ်ဖက်၌ရှိသည်မဟုတ်တရားတော်သည်သင်စောင့်ရှောက်ဖို့ရာသင်နှင့်အလွန်နီး၏သင်နှုတ်၌၎င်းသင်နှလုံး၌၎င်းရှိ၏ကြည်ပါတော့အသက်ရှင်ခြင်းချမ်းသာနှင့်တည်ခြင်းဆင်းရဲတို့ကိုသင်ရှိမှယနေ့ငါထား၏သင်သည်အသက်ရှင်၍တိုးပွားမည်အကြောင်းနှင့်သင်ဝင်စားလက်တန့်သောပြည်၌သင်ဘုရားသခင်ထာဝရဘုရားသည်သင်ကိုကောင်းချီးပေးတော်မူမည်အကြောင်းသင်ဘုရားသခင်ထာဝရဘုရားကိုချစ်သဖြင့်နောက်တော်သို့လိုက်၍စီရင်ထုံးဖွဲ့တော်မူချက်ပြည့်ညတ်တရားတို့ကိုစောင့်ရှောက်လောဟုငါမှားထား၏သို့မဟုတ်သင်စိတ်နှလုံးလွဲသွားသဖြင့်သင်သည်နားမထောင်ဘဲသူတစ်ပါးသွေးဆောင်ရာသို့လိုက်၍အခြားတစ်ပါးသောဖျားတို့ကိုဝတ်ပြုကိုးကွယ်လျင်ယော်ဒန်မြစ်ကိုကူး၍ဝင်စားလက်တန့်သောပြည်၌အသက်တာမရှိဧကန်အမှန်ပျက်စီးခြင်းသို့ရောက်လိမ့်မည်ဟုယနေ့ငါသတိပေး၏အသက်ရှင်ခြင်းတည်ခြင်းကောင်းချီးပေးခြင်းကျင့်ခြင်းတို့ကိုသင်ရှိ၌ငါထားသည်ဟုသင်တစ်ဖက်၌ကောင်းကင်မြေကြီးကိုငါတိုင်တည်၏တို့ဖြစ်၍သင်၏ဘိုးဘေးအာဗြဟံဣဇက်ယာကုပ်တို့အားထာဝရဘုရားကျိန်ဆိုတော်မူသောပြည်၌သင်တို့အသက်ရှင်၍နေရမည်အကြောင်းသင်နှင့်သင်အမျိုးနွယ်သည်သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍စကားတော်ကိုနားထောင်သဖြင့်အသက်ရှင်ခြင်းအကျိုးငှာအသက်တရားကိုရွေးယူလောဟုဣသရေလအမျိုးအားဟောပြော၏တရားဟောရာကျမ်းအခန်းကြီး31တဖန်မောရှေသည်သွား၍ဣသရေလအမျိုးပေါင်းတို့အားဟောပြောသည်ကငါသည်ယနေ့အသက်120စေပြီသင်တို့ရှေ့မှထွက်ဝင်ခြင်းကနောက်တစ်ဖန်မတက်နိုင်ထာဝရဘုရားကလည်းသင်သည်ယော်ဒန်မြစ်ကိုမကူးရဟုမိန့်တော်မူ၏သင်တို့၏ဘုရားသခင်ထာဝရဘုရားသည်သင်တို့ရှေ့မှကူး၍ထိုပြည်သားအမျိုးမျိုးတို့ကိုဖျက်ဆီးတော်မူသဖြင့်သူတို့နေရာကိုသင်တို့ဝင်စားရကြလိမ့်မည်ထာဝရဘုရားမိန့်တော်မူထာဝရဘုရားအမိန့်တော်အတိုင်းယောရှုသည်လည်းသင်တို့ရှေ့မှကူးရလိမ့်မည်ထာဝရဘုရားသည်လည်းအာမောရိရှင်ဘုရင်ရှိဟုန်နှင့်ဩဃတို့ကို၎င်းဖျက်ဆီးတော်မူသောသူတို့ပြည်၌၎င်းပြုတကဲ့သို့ထိုပြည်သားအမျိုးမျိုးတို့၌ပြုတော်မူလိမ့်မည်
ထာဝရဘုရားသည်သူတို့ကိုတင်တို့၌အပ်တော်မူသဖြင့်ငါမှာထားသောပြည့်ညတ်တို့အတိုင်းတင်တို့၌ပြုရကြလိမ့်မည်အာယူ၍ရဲရင်ခြင်းရှိကြလော့မစိုးရိမ်ကြနှင့်သူတို့ကိုမကြောက်ကြနှင့်ထာဝရဘုရားသည်တင်တို့ဘုရားသခင်ဖြစ်၍တင်တို့နှင့်အတူကိုယ်တိုင်ကြွတော်မူမည်တင်တို့ကိုစွန့်တော်မမူပြစ်ထားတော်မမူဟုဟောပြော၏တပံယောရှုကိုခေါ်၍တင်သည်အာယူ၍ရဲရင်ခြင်းရှိလော့အကြောင်းမူကားထာဝရဘုရားသည်ဤလူတို့ကိုအားပေးခြင်းကဘိုးဘေးတို့အားကျိန်ဆိုတော်မူသောပြည်သို့တင်သည်သူတို့နှင့်အတူသွား၍အမွေခံစေရမည်။တင်ရှိ၌ထာဝရဘုရားသည်ကိုယ်တိုင်ကြွ၍တင်နှင့်ရှိတော်မူလိမ့်မည်။တင်ကိုစွန့်တော်မမူပြစ်ထားတော်မမူမစိုးရိမ်နှင့်စိတ်မပြတ်နှင့်ဟုဣသရေလအမျိုးပေါင်းတို့ရှေ့မှပြောဆို၏။ဤပညတ်တိတရားကိုမောရှေသည်ရေးထား၍ထာဝရဘုရား၏ဗြိဉ္ဉ်တစ်တာတော်ကိုထမ်းသောလေဝိသားယဇ်ပုရောဟိတ်များဣသရေလအမျိုးအသက်ကြီးသူများတို့၌အ၍မှားထားသည်ကခုနှစ်စေ၍ကျွန်များကိုလွှတ်ခြင်းကချိန်ချက်သောနှင့်တကေနေပွဲခံခြင်းရောက်မှသင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးကောက်တော်မူလက်တန့်သောအရက်တွင်ဣသရေလအမျိုးအပေါင်းတို့သည်ရှေ့တော်၌ကိုပြခြင်းကလာကြသောအခါဤပညတ်တရားကိုထိုပရိသတ်အပေါင်းတို့ရှေ့မှဖတ်ရရမည်ယောက်ျားမိန်းမသူငယ်များတဲခိုသောတပါးအမျိုးသားများတို့သည်ကြား၍နားလည်သဖြင့်သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့၍ဤပညတ်တိတရားစကားအလုံးစုံတို့ကိုစောင့်ရှောက်စေခြင်းကပရိသတ်တို့ကိုစုဝေးစေကြလော့တို့ပြုလျင်နားမလည်သေးသောသူငယ်တို့သည်ကြားသဖြင့်သင်တို့သည်ယော်ဒန်မြစ်ကိုကူး၍ဝင်စားလက်တန့်သောပြည်၌နေသည့်ကာလပတ်လုံးသင်တို့ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့စေခြင်းကသင်ကြလိမ့်မည်ဟုမှားထားသည်ထာဝရဘုရားကလည်းသင်သည်တေရသောအချိန်နီးပြီးယောရှုကိုခေါ်၍ပရိသတ်စည်းဝေးရာတဲတော်သို့ချဉ်ကပ်လော့သူကိုငါမှာထားမည်ဟုမောရှေအားမိန့်တော်မူသည့်အတိုင်းမောရှေနှင့်ယောရှုသည်တွား၍ပရိသတ်စည်းဝေးရာတဲတော်သို့ချဉ်ကပ်ကြ၏ထာဝရဘုရားသည်တဲတော်တွင်မိုးတိမ်တိုင်း၌ထင်ရှားတော်မူ၍မိုးတိမ်တိုင်းသည်တဲတော်တကားဝပေါ်မှတည်နေ၏တဖန်မောရှေအားထာဝရဘုရားကသင်သည်ဘိုးဘေးတို့နှင့်အိပ်ပျော်သောအခါဤလူမျိုးသည်ထ၍ယခုသွားသောပြည်၌နေသောတပါးအမျိုးကိုးကွယ်သောဖျားတို့နှင့်မှားယွင်း၍ငါကိုစွန့်လျက်ငါဖွဲ့ထားသောဗြိဉ္ဉ်တရားကိုဖျက်လိမ့်မည်ထိုအခါငါသည်အမျက်တော်ထွက်၍သူတို့ကိုစွန့်မည်သူတို့မှငါမျက်နာကိုလွှဲသဖြင့်သူတို့သည်ပျက်စီး၍ဘေးဒဏ်ရန်မှန်အပေါင်းတို့နှင့်တွေ့ကြုံကြလိမ့်မည်ထိုအခါသူတို့ကငါတို့ဘုရားသခင်သည်ငါတို့တွင်ရှိတော်မမူသောကြောင့်ဤဘေးဒဏ်တို့သည်ငါတို့ပေါ်မှရောက်သည်မဟုတ်လောဟုဆိုကြလိမ့်မည်သူတို့၌အခြားတစ်ပါးသောဖျားတို့နောက်သို့လွှဲ၍ပြုသောဒုစရိုက်အပေါင်းတို့ကြောင့်ထိုအခါငါသည်ကိုမျက်နှာကိုအေကန်အမှန်လွှဲမည်ယခုမှဓမ္မသချင်းကိုရေးထားကြလော့ထိုသချင်းကိုဣသရေလအမျိုးတစ်ဖက်၌ငါအဖို့တတ်သိဖြစ်စေခြင်းကသူတို့သည်နှုတ်ဆက်ရအောင်သင်စေကြလော့အကြောင်းမူကားသူတို့၏ဘိုးဘေးတို့အားငါကြိမ်ဆို၍နို့နှင့်ပြားရည်စီးသောပြည်သို့သူတို့ကိုငါဆောင်သွင်းသဖြင့်သူတို့သည်ဝါစွာစားရ၍စုဖြိုးသောအခါတခြားတစ်ပါးသောဖျားတို့ထံသို့လွှဲသွား၍ဝတ်ပြုကြလိမ့်မည်ငါကိုပုံကန်၍ငါဗြိဉ္ဉ်တရားကိုဖျက်ကြလိမ့်မည်ဘေးဒဏ်ရန်မှန်အပေါင်းတို့နှင့်တွေ့ကြုံသောအခါထိုသချင်းသည်သူတို့တစ်ဖက်၌သက်သေခံလိမ့်မည်သူတို့မျိုးနွယ်သည်နှုတ်ဆက်မမေ့လျော့ရငါကြိမ်ဆိုသောပြည်သို့ငါဆောင်၍မသွင်းမီယခုပင်သူတို့ကြံစီသောအကြံစီကိုငါသိ၏ဟုမိန့်တော်မူ၏မောရှေသည်လည်းထိုနေ့၌ဓမ္မသချင်းကိုရေးထား၍ဣသရေလအမျိုးတို့အားသင်လေ၏တဖန်နုံဤသားယောရှုအားထာဝရဘုရားကသင်သည်အာယူ၍ရဲရင့်ခြင်းရှိလောငါကြိမ်ဆိုသောပြည်သို့ဣသရေလအမျိုးတို့ကိုဆောင်သွင်းရမည်ငါသည်သင်နှင့်အတူရှိမည်ဟုမှားထားတော်မူ၏မောရှေသည်ဤပြည့်ညတ်တရားစကားတော်အလုံးစုံတို့ကိုအကုန်အစင်ရေးထားပြီးမှထာဝရဘုရား၏ဗြိဉ္ဉ်တစ်တာတော်ကိုထမ်းသောလေဝိသားတို့ကိုခေါ်၍ဤပြည့်ညတ်တိကျမ်းစာသည်သင်တို့အမျိုးတစ်ဖက်၌သက်သေဖြစ်မည်အကြောင်းထိုစာကိုယူ၍သင်တို့ဘုရားသခင်ထာဝရဘုရား၏ဗြိဉ္ဉ်တစ်တာတော်အနားမှတင်ထားကြလော့သင်တို့အမျိုးသည်ပုံကန်တတ်သောသဘောခိုင်မာသောသဘောရှိကြောင်းကိုငါသိ၏ငါအသက်ရှင်၍သင်တို့တွင်နေစဉ်အခါယနေ့ပင်သင်တို့သည်ထာဝရဘုရားကိုပုံကန်ကြပြီငါသေသောနောက်ထိုမြမကပြုကြလိမ့်မည်
တင်တို့အမျိုးနွယ်အသက်ကြီးသူအရာရှိသူအပေါင်းတို့ကိုငါထံမှစုဝေးစေကြလော့ဤစကားကိုသူတို့အားဟောပြော၍သူတို့တစ်ဖက်၌ကောင်းကင်မြေကြီးကိုငါတိုင်တည်မည်အကြောင်းမူကားငါတည်သောနောက်တင်တို့သည်လုံးလုံးဖောက်ပြန်၍ငါမှားထားသောလမ်းမှလွဲသွားကြလိမ့်မည်ကိုငါသိ၏နောင်ကာလတွင်ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြု၍ကိုလက်နှင့်လှုပ်ဆောင်သောအားဖြင့်အမျက်တော်ကိုနှိုးဆော်သောကြောင့်တင်တို့သည်ဘေးဥပတ်နှင့်တွေ့ကြုံကြလိမ့်မည်ဟုတတိပေးလေ၏မောရှေသည်ဣသရေလပရိသတ်အပေါင်းတို့အားအကုန်အစင်မွတ်ဆိုသောတခြင်းစကားဟုမူကားတရားဟောရာကျမ်းခန်းကြီး32အိုးကောင်းကင်နားထောင်လော့ငါပြောမည်အိုးမြေကြီးငါမွေးဆိုသောစကားကိုကြားလော့ငါဒေသနာသည်မိုးရေကဲ့သို့ဆက်ဆက်ကြ၍ငါစကားသည်နှင်းကဲ့သို့ဖြည်းညင်းစွာတက်ရောက်လိမ့်မည်နှုတ်သောပြိုးပင်ပေါ်မှရွာသောမိုးကဲ့သို့၎င်းမြက်ပင်ပေါ်မှများပြားသောမိုးရေကဲ့သို့၎င်းဖြစ်လိမ့်မည်ငါသည်ထာဝရဘုရား၏နာမတော်ကိုဖော်ပြသည်ဖြစ်၍ငါတို့ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကိုချီးမွမ်းကြလော့ဘုရားသခင်သည်မူလအမြစ်ဖြစ်၍အမှုတော်သည်ဆုံးလင်းပေ၏စီရင်တော်မူသမျှတို့သည်တရားနှင့်ညီလျက်တစ္ဆာဆောင်သောဘုရားအပြစ်ကင်းလွတ်၍ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏သူတို့သည်ယိုယွင်းကြပြီဘုရားသခင်သားမဟုတ်အညစ်အကြေးကပ်ကြ၏သဘောကောက်၍ဖောက်ပြန်သောအမျိုးဖြစ်ကြ၏အိုပညာမဲ့သောလူမိုက်တို့ထာဝရဘုရား၏ကျေးဇူးတော်ကိုဤသို့ဆက်ကြမည်လောထာဝရဘုရားသည်တင့်ကိုဖြစ်စေသောအဖတင့်ကိုဖန်ဆင်း၍နေရာချတော်မူသောသူဖြစ်သည်မဟုတ်လောရှေးကာလကိုအောက်မေ့လောလွန်လေပြီးသောနှစ်ပေါင်းများကိုဆင်ခြင်လောတင့်အဘကိုမေးမြန်းလျင်သူသည်ဖော်ပြလိမ့်မည်အသက်ကြီးသူတို့ကိုမေးမြန်းလျင်သူတို့သည်ပြောဆိုကြလိမ့်မည်အမြင့်ဆုံးသောဘုရားသည်အာဒံ၏အမျိုးအနွယ်ဖြစ်သောလူမျိုးတို့ကိုပိုင်းခြား၍အမွေမြေကိုဝေပေးသောအခါဣသရေလအမျိုးအရေးအတွက်တို့ကိုထောက်ရှု၍လူမျိုးနေရာအပိုင်းအခြားကိုစီရင်တော်မူ၏ထာဝရဘုရား၏အဖို့ကလူမျိုးတော်တည်ယာကုပ်အမျိုးသည်အမွေခံတော်မူရာဖြစ်သည်လူစိတ်ညံသောအရက်သားရဲမြည်၍လွတ်လပ်သောတောလွင်ပြင်၌ယာကုပ်ကိုတွေ့တော်မူသောအခါဝင်းရံတားဆီးခြင်းတွင်တင်ခြင်းကျေးဇူးကိုပြု၍မျက်စံတော်ကဲ့သို့ဆောင်တော်မူ၏လင်းယုံသည်အတိုက်ကိုမှွေလျက်သားငယ်တို့ပေါ်မှလှုပ်ရှားလျက်အတောင်ကိုဖြန့်လျက်သားငယ်တို့ကိုယူ၍မိမိအတောင်တို့ဖြင့်ဆောင်တကဲ့သို့ထာဝရဘုရားတပါးတည်းသာလျှင်ယာကုပ်ကိုဆောင်သွားတော်မူ၏အခြားတစ်ပါးသောဘုရားမြည်မျှမရှိမြေကြီးပေါ်မှမြင့်မြတ်သောအရက်တို့၌နေရာချထားတော်မူသဖြင့်သူသည်မြေအသီးအနှံကိုစား၍ကြောက်ထဲကပြားရည်ကို၎င်းမိဘကြောက်ထဲကစီကို၎င်းတိုးတငယ်စီဥဘာရှံအမျိုး၏တိုးထီစိတ်ထီစီဥဂျုံစပါကြောက်ကက်စီဥနှင့်တကွနွားနို့ဆန်းနှင့်တိုးနို့ကို၎င်းစို့မိအကြောင်းစီရင်တော်မူ၍တင်သည်စပြစ်သည်သွေးစစ်ကိုတောက်ရ၏တို့ရာတွင်ယေရှုရုံသည်စူဝါ၍ခြေနှင့်ကန်လေ၏စူဝါလျက်တုံလျက်စီဥနှင့်ပြည့်စုံလျက်နေသဖြင့်ဖန်ဆင်းတော်မူသောဘုရားကိုစွန့်၍ကဲ့တင်ရာကြောက်ကိုမထီမဲ့မြင်ပြုလေ၏သူတို့သည်အခြားတစ်ပါးသောဘုရားအဖြစ်ညှူဆူစေကြ၏ယွန်ရှာဖွဲ့သောအမှုအဖြစ်အမျက်တော်ကိုနှိုးဆော်ကြ၏ဘုရားမဟုတ်သောနတ်ဆိုမတိဘူးသောဘုရားဘိုးဘေးတို့မကြောက်ဘူးသောဘုရားတစ်တို့အားပူဇော်ကြ၏တင်ဖြစ်ရာမူလအမြစ်ကိုတင်မမှတ်မိတင့်ကိုဖန်ဆင်းတော်မူသောဘုရားသခင်ကိုတင်မေ့လျော့ပြီးထိုအမှုကိုထာဝရဘုရားမြင်သောအခါအမျက်တော်ထွက်၍သားသမီးတို့ကိုစွန့်ပစ်တော်မူလျက်ငါသည်ကိုမျက်နှာကိုသူတို့မှလွှဲမည်သူတို့သည်အဘယ်သို့ဆုံးမည်ကိုငါကြည့်မည်သဘောခိုင်မာသောအမျိုးတစ္ဆာမရှိသောသားသမီးဖြစ်ကြ၏ဖျားမဟုတ်သောအရာအဖြစ်ငါသည်ညူစုသောစိတ်ရှိခြင်းကပြုကြပြီအချီးနှီးသောအရာအဖြစ်ငါအမျက်ကိုနှိုးဆော်ကြပြီတို့ဖြစ်၍မရေရာသောလူမျိုးအဖြစ်သူတို့သည်ညူစုသောစိတ်ရှိစေခြင်းက၎င်းပညာမရှိသောလူမျိုးအဖြစ်စိတ်ဆိုးစေခြင်းက၎င်းငါပြုမည်ငါသည်အမျက်ထွက်၍မိရှို့သဖြင့်အနက်ဆုံးသောမရဏနိုင်ငံသို့လောင်လိမ့်မည်မြေနှင့်မြေအသီးအနှံကိုကျွမ်းစေ၍တောင်ချေရင်းတိုင်အောင်လောင်လိမ့်မည်သူတို့ပေါ်မှာဘေးဥပများကိုငါပို့မည်ငါမြားတို့ကိုအကုန်အစင်ပြစ်မည်သူတို့သည်မွတ်သိပ်ခြင်းအရှိန်ကိုခံရ၍ပူလောင်ခြင်းဘေးပြင်းစွာသောပျက်စီးခြင်းဘေးအပြင်ဆုံးရှုံးကြလိမ့်မည်သားရဲတို့၏သွားကို၎င်းမြေ၌ကျင်လည်သောမွေအစိတ်ကို၎င်းသူတို့၌ငါစေလွှတ်မည်အိမ်ပြင်၌ဓာဘေးအိမ်တွင်း၌ကြောက်မက်ဖွယ်သောဘေးသည်လူပြိုနှင့်အပြိုကို၎င်း
နိုးစိုးတငယ်နှင့်ဥဆန်ဖြူသောသူကို၎င်းဖျက်ဆီးလိမ့်မည်ရန်သူ၏မာမာနာကိုငါမကြောက်လျင်၎င်းရန်ဘက်ပြုသောသူတို့သည်ထောင်လွှားလျက်ဤအမှုအလုံးစုံတို့ကိုထာဝရဘုရားမပြုဘုံကြီးသောငါတို့လက်ယုံပြုပြီးဟုပြောမိကိုစိုးရိမ်စရာမရှိလျင်၎င်းသူတို့ကိုမြေကြီးစွန်းတိုင်အောင်အရရက်သို့ကွဲလွင့်စေ၍အဘယ်သူမျှမအောင်မေ့စေခြင်းကပယ်ရှင်းမည်ဟုငါအကြံရှိ၏အကြောင်းမူကားသူတို့သည်ပညာတတိမရှိဉာဏ်ကင်းသောလူမျိုးဖြစ်ကြ၏ပညာကိုရ၍ဤအမှုကိုနားလည်ကြပါစေသောနောက်ဆုံးကာလ၌အဘယ်သို့ဖြစ်မည်ကိုဆင်ခြင်ကြပါစေသောဟုမိန့်တော်မူ၏သူတို့ခိုလုံရာကြောက်သည်သူတို့ကိုမယောင်ထာဝရဘုရားသည်သူတို့ကိုအပ်တော်မမူလျင်လူတစ်ယောက်သည်လူတစ်ထောင်ကိုအဘယ်သို့နှင်နိုင်မည်နည်းလူနှစ်ယောက်သည်လူတစ်တောင်းကိုအဘယ်သို့ပြေးစေနိုင်မည်နည်းငါတို့၏ရန်သူများစီရင်ဆုံးဖြတ်တော်လဲသူတို့ကြောက်သည်ငါတို့ကြောက်နှင့်မတူသူတို့စပစ်နွယ်ပင်သည်တောတုံစပစ်နွယ်ပင်မျိုးဂေါမောရမြေ၌ပေါက်သောအပင်မျိုးဖြစ်၏သူတို့စပစ်သည်ခါသောအပင်၏အသီးဖြစ်၏စပစ်သီးပြုတ်တို့သည်ခါသောအရာသာနှင့်ပြည့်စုံကြ၏သူတို့စပစ်ရည်သည်ငကားအစိပ်ပြင်းထန်သောမွေဆိုးအစိပ်အတောက်ဖြစ်၏ဤအမှုသည်ငါထံမှတိုးထားလျက်ငါဗန္နာတိုင်း၌တစိ့ခက်လျက်ရှိသည်မဟုတ်လောအပြစ်တရားကိုစီရင်ရသောအခွင့်အပြစ်နှင့်အလျောက်ဆက်ပေးရသောအခွင့်ကိုငါပါ၏အချိန်တည်းမှသူတို့ခြေသည်ချော်လိမ့်မည်သူတို့၌ဘေးရောက်သောအချိန်နီးပြီသူတို့တွေ့ကြုံရသောအမှုသည်အလျင်အမြန်ရောက်လာလိမ့်မည်ထာဝရဘုရားသည်မိမိလူတို့အဖို့တရားစီရင်တော်မူမည်ကိုယ်တော်၏ကျွန်သည်တကိုးကုံကြောင်းအချုပ်ခံရသောသူလွတ်သောသူတယောက်မျှမရှိကြောင်းကိုမြင်ရသောအခါသူတို့အမှုကြောင့်နောင်တရတော်မူလျက်သူတို့ဖျားသူတို့ခိုလုံသောကြောက်သည်အဘယ်မှရှိသနည်းသူတို့ပူဇော်သောစီဥကိုစား၍တွန်းလောင်းရာပူဇော်တက်ကစပြည့်ရည်ကိုတောက်သောသူတို့သည်အဘယ်မှရှိသနည်းသူတို့သည်ထား၍သူတို့ကိုကြွယ်ကာဆောင်မပါလေစေငါသည်ငါကိုယ်တိုင်အားဖြင့်ဖျားဖြစ်ကြောင်းကို၎င်းငါမှတပါအခြားသောဖျားမရှိကြောင်းကို၎င်းကြည့်ရှုကြလော့ငါသည်အသက်ကိုသေစေ၍အသက်ကိုလည်းရှင်စေ၏ငါသည်အနာပေါ်စေခြင်းကကြံခတ်၏အနာကိုလည်းပျောက်စေ၏ငါလက်မှအဘယ်သူမျှမကယ်နှုတ်နိုင်ငါသည်အစဉ်အမြဲအသက်ရှင်ပေ၏ဟုငါလက်ကိုကောင်းငင်သို့ချီ၍ကျိန်ဆို၏ငါသည်ပြောင်းလဲသောဓာကိုသွေး၍တရားစီရင်စာပြုလျက်ငါရန်သူတို့၌အပြစ်တရားကိုစီရင်မည်ငါကိုမုံသောသူတို့ခံထိုက်သောအပြစ်အလျောက်ငါပေးဆက်မည်ငါမြားတို့ကိုသွေးနှင့်ရင်မှုစေမည်ငါဓာသည်အသားကိုစားလိမ့်မည်သက်သောသူလက်ရသောသူတို့၏သွေးရန်သူအကဲအမှုတို့၏ဥကောင်းကိုစားတောက်လိမ့်မည်တပါအမျိုးတို့သင်တို့သည်ဖျားသခင်၏လူမျိုးနှင့်အတူဝမ်းမြောက်ခြင်းရှိကြလော့အကြောင်းမူကားကိုရော၏ကျွန်တို့ကိုတတ်သောအပြစ်နှင့်အလျောက်ဒဏ်ပေး၍ကိုရော၏ရန်သူတို့၌အပြစ်တရားကိုစီရင်တော်မူမည်ပြည်တော်နှင့်မိမိလူမျိုးကိုကယ်မသနာတော်မူမည်ဟုသောဤတခြင်းစာသားကိုမောရှေသည်လာ၍နုံဤသားယောရှုနှင့်အတူလူမျိုးတို့အားဟောပြောမွတ်ဆို၏ထို့သောမောရှေသည်ဤစကားအလုံးစုံတို့ကိုဣသရေလအမျိုးပေါင်းတို့အားအကုန်အစင်ဟောပြောမှုဆိုပြီးလျှင်သင်တို့အားယနေ့ငါတက်တည်ခံသမျှသောစကားတို့ကိုနှလုံးသွင်းကြလော့သင်တို့သားသမီးတို့သည်ဤပညတ်တရားစကားတော်အလုံးစုံတို့ကိုစောင့်ရှောက်စေခြင်းကသူတို့အားထက်ဆင်၍မှားထားရကြမည်ဤအမှုသည်တာမညအမှုမဟုတ်သင်တို့အသက်နှင့်ဆိုင်သောအမှုဖြစ်၏ယော်ဒန်မြစ်ကိုကူး၍ဝင်စားလက်တန့်သောပြည်၌ဤအမှုကိုစောင့်ရှောက်လျင်ကိုအသက်တာရှည်ကြလိမ့်မည်ဟုပြောဆို၏ထိုနေ့ချင်းတွင်ထာဝရဘုရားကယေရီခေါမြို့တစ်ဖက်မောဘပြည်အာဗရိန်တောင်ယိုနေဘောတောင်ထိပ်သို့တက်၍ဣသရေလအမျိုးတို့အားငါအပိုင်ပေးသောခါနန်ပြည်ကိုကြည့်ရှုလော့သင်အကိုအာရုံသည်ဟောရတောင်ပေါ်မှတည်၍မိမိလူမျိုးစုဝေးရသို့ရောက်တဲ့ကဲ့သို့သင်သည်လည်းတက်သွားသောဤတောင်ပေါ်မှတည်၍သင်ဤလူမျိုးစုဝေးရသို့ရောက်လော့အကြောင်းမူကားသင်တို့သည်ဇိနတော်ကာဒေရှရွာမေရိဘစန်းရီနာ၌ဣသရေလလူအမျိုးတို့ရှေ့မှငါကိုမယိုမသေးပြု၍ပြစ်မှားကြပြီထို့ကြောင့်ဣသရေလအမျိုးတို့အားငါပေးသောပြည်ကိုသင်သည်ကိုမျက်စိနှင့်မြင်ရတော့လေထိုပြည်သို့မဝင်စားရဟုမောရှေအားမိန့်တော်မူ၏တရားဟောရာကျမ်းအခန်းကြီး33ဘုရားသခင်လူမောရှေသည်မသေးမီဣသရေလလူအမျိုးတို့ကိုကောင်းချီးပေးသောမင်္ဂလာစကားမူကားထာဝရဘုရားသည်တိနာတောင်ပေါ်ကကြွတော်မူ၏စီရာအယမထိုလူတို့အားနေထွက်တော်မူ၏ပါရှန်တောင်ပေါ်ကရောင်ကြီးထွန်းပတော်မူ၍တန်ရှင်သောသူအထောင်အတောင်းတို့နှင့်အတူကြွတော်မူ၍ဓမ္မမီသည်ဣသရေလလူတို့အဖို့လက်ရလက်တော်မှထွက်လေ၏အကယ်စင်စစ်ထိုလူမျိုးကိုချစ်တော်မူ၏မိမိတန်ရှင်သူအပေါင်းတို့သည်အထံတော်ပါတွင်ရှိကြ၏
သူတို့သည်ခြေတော်ရင်း၌ပြတ်ဝေး၍စကားတော်တို့ကိုနာခံကြလေ၏ယာကုပ်အမျိုးပရိသတ်အမွေခံရသောဓမ္မတရားကိုမောရှေသည်ငါတို့အားထား၏ဣသရေလအမျိုးမင်းများနှင့်တကွအမျိုးနွယ်တို့သည်စီဝေသောအခါထိုသူသည်ယေရုရုံအမျိုး၌ရှင်ဘုရင်ဖြစ်၏ရုဘင်အမျိုးမသေးအသက်ရှင်၍သူတို့၏လူတို့သည်များပါစေသောယူဒအမျိုးကိုကအိုးထာဝရဘုရားယူဒစကားတန်ကိုနားထောင်၍သူတို့အမျိုးသားချင်းတို့ရှိရသို့ဆောင်ခဲ့တော်မူပါမိမိလက်တို့သည်မိမိအဖို့တန်ပါစေသောသူကိုရန်သူလက်မှကယ်တော်မူပါလေဝိအမျိုးကိုကသူ၏သူမိန်နှင့်ဥရိန်သည်မတာအရက်၌တင်ဆောင်ဆန်း၍မေရိဘဆန်း၏အနားမှာတင်ဆက်ကျင်ဘက်ပြုသောတင်ဤတန့်ရှင်သူ၌ရှိပါစေသောထိုသူသည်ကိုမိဘဖြစ်တော်လဲငါမတွေ့မြင်ဟုဆိုတတ်၏ကိုညီအကိုကိုလည်းမမှတ်တတ်ကိုသားသမီးကိုလည်းမသိတတ်အကြောင်းမူကားစကားတော်ကိုနားထောင်၍ပရိညင်တရားတော်ကိုစောင့်ရှောက်တတ်၏သူတို့သည်စီရင်တော်မူချက်တို့ကိုယာကုပ်အမျိုး၌၎င်းတရားတော်ကိုဣသရေလအမျိုး၌၎င်းသွန်သင်ကြလိမ့်မည်မိရှုရာနတ်သားပေါင်းကိုရှေ့တော်၌၎င်းတကိုယ်လုံးမိရှုရာရစ်ကိုရစ်ပလင်တော်ပေါ်၌၎င်းတင်ထားကြလိမ့်မည်အိုးထာဝရဘုရားသူ၏ဥစ္စာကိုကောင်းချီးပေး၍သူလှုပ်ဆောင်သောအမှုကိုလက်ခံတော်မူပါသူဘက်၌ထား၍သူကိုမုံသောသူတို့သည်နောက်တစ်ပတ်မထနိုင်အောင်သူတို့၏ခါကိုချိုးတော်မူပါဗိယမိတ်အမျိုးကိုကထာဝရဘုရားချစ်တော်မူသောသူသည်အထံတော်ပါတွင်လုံခြုံစွာနေရလိမ့်မည်သူကိုအစဉ်အမြဲဖုံးလွှမ်း၍သူ၏ပခုံးကြားမှနေရာချတော်မူလိမ့်မည်ယောသက်အမျိုးကိုကထိုအမျိုးနေသောပြည်သည်အထက်မိုးကောင်းငင်ဗန္နာအားဖြင့်၎င်းအောက်အရ၌ပုံကွယ်၍နည်းနည်းသောအရာအားဖြင့်၎င်းနေဖြစ်စေသောဗန္နာလဖြစ်စေသောဗန္နာအားဖြင့်၎င်းအသက်ကြီးသောတောင်ထိပ်မြဲမြံသောတောင်ထဲကထွက်သောဗန္နာအားဖြင့်၎င်းမြေကြီးဗန္နာစုံလျာအားဖြင့်၎င်းထာဝရဘုရားပေးတော်မူရာမင်္ဂလာရှိပါစေသောခြုံ၌နေတော်မူသောသူ၏ကျေးဇူးတော်သည်ယောသက်ခေါင်းပေါ်မိမိအကိုတို့တွင်အကြီးအကဲဖြစ်သောသူ၏ခေါင်းထိပ်ပေါ်မှတက်ရောက်ပါစေသောသူ၏ဘုံသည်နွားလာဥတ္တပဘုံကဲ့သို့၎င်းသူ၏ဥချိုတို့သည်ကြံ့ဥချိုကဲ့သို့၎င်းဖြစ်ကြ၏ထိုဥချိုတို့နှင့်လူအမျိုးမျိုးတို့ကိုမြေကြီးစွန်းတိုင်အောင်တပြိုင်နက်ထိုးခတ်လိမ့်မည်အေဖရိမ်အမျိုးအတောင်တောင်မနာရှေအမျိုးအထောင်ထောင်ပေသည်ဇာဘူးလုံအမျိုးကိုကအိုးဇာဘူးလုံအမျိုးထွက်သွားရအမှု၌ဝမ်းမြောက်လောအိုဣတခါအမျိုးမိမိတဲ၌နေလျက်ဝမ်းမြောက်လောထိုအမျိုးတို့သည်လူများတို့ကိုတောင်တော်သို့ခေါ်၍တောင်တော်၌တရားသဖြင့်ရစ်ပူဇော်ကြလိမ့်မည်ပင်လေစည်းစိမ်တဲ၌ဝတ်ထားလျက်ရှိသောဗန္နာတို့ကိုနှိုးဆိုကြလိမ့်မည်ဂတ်အမျိုးကိုကဂတ်အမျိုးကိုကျယ်ဝန်းစေသောသူသည်မင်္ဂလာရှိတော်မူစေတည်းထိုအမျိုးသည်ချင်းသေးကဲ့သို့နေ၍လက်ယုံနှင့်ဥထိတ်ကိုဆုပ်ဖဲ့တတ်၏ရှေးစွာသောအဖို့ကိုမိမိအဖို့ရွေးယူ၍တရားမင်းခွဲဝေရာထိုအရ၌လုံခြုံရ၏လူများတို့၏အကဲအမှုပြုလျက်လိုက်လာ၍ထာဝရဘုရား၏တရားမှုဣသရေလအမျိုး၌စီရင်တော်မူချက်တို့ကိုပြုလေ၏ဒံအမျိုးကိုကဒံအမျိုးသည်ချင်းသေးသူငယ်ဖြစ်၍ဘာရှံပြီးမှခုံလိမ့်မည်နတလိအမျိုးကိုကအိုးနတလိအမျိုးကျေးဇူးတော်နှင့်ကြွယ်ဝ၍ထာဝရဘုရားပေးတော်မူသောမင်္ဂလာနှင့်ပြည့်စုံလျက်နောက်ပိုင်းတောင်ပိုင်းကိုဝင်စားလော့အာရှာအမျိုးကိုကအာရှာအမျိုးသည်သားသမီးကိုရ၍မင်္ဂလာရှိပါစေသောညီအကိုချင်းစိတ်နှင့်တွေ့ခြင်းမိမိခြေကိုစီ၌နှစ်ခြင်းရှိပါစေသောသင်တကားကလတ်ခြင်းတို့သည်တန်နှင့်ကြေးဝါဖြင့်ပြီးကြလိမ့်မည်သင်ဤနေရကာလဖြစ်သည့်အတိုင်းသင်အစွမ်းတတ္တိဖြစ်လိမ့်မည်သင်ကိုပြုစုစေခြင်းကဘုံအာနုဘော်တော်နှင့်ပြည့်စုံလျက်မိုးကောင်းငင်ကိုစီးတော်မူသောယေရုရှုံအမျိုး၏ဘုရားသခင်နှင့်တူသောသူမရှိရှေးဥစွာသောဘုရားသခင်သည်တင့်ခိုလုံရာဖြစ်၍အနိစ္စထာဝရလက်ယုံတော်ဖြင့်တင့်ကိုထောင်မတော်မူမည်ရန်သူတို့ကိုတင့်ရှိမှနှင်ထုတ်၍သူတို့ကိုဖျက်ဆီးသောအခွင့်ပေးတော်မူလိမ့်မည်ဣသရေလအမျိုးသည်ဘေးလွတ်၍တမျိုးတည်းနေရလိမ့်မည်ယာကုပ်အမျိုးအနွယ်သည်စပါးစပြည့်ရည်နှင့်ပြည့်စုံသောပြည်၌နေရကြ၍မိုးနှင်းရည်လည်းဆက်ဆက်ကြလိမ့်မည်အိုဣသရေလအမျိုးသင်သည်မင်္ဂလာရှိ၏ထာဝရဘုရားကယ်တင်တော်မူသောအမျိုးသင်နှင့်အဘယ်သူတူသနည်းထိုဘုရားသည်တင့်ကိုကွယ်ကာသောဒိုင်းလွှာတင့်ကိုချီးမြှောက်သောဓာလက်နက်ဖြစ်တော်မူ၏တင်းရန်သူတို့သည်တင့်ရှိမှရှုံ၍တင်သည်သူတို့၏မြင့်မြတ်သောအရက်တို့၌နင်းရလိမ့်မည်ဟုမြွတ်ဆို၏တရားဟောရာကျမ်းအခန်းကြီး34ထိုနောက်မောရှေသည်မောဘလွင်ပြင်မှသွား၍ယေရီခေါမြို့တစ်ဖက်နေဘောတောင်
ပြီးတခါထိပ်ပေါ်သို့တက်သဖြင့်ထာဝရဘုရားသည်ဒံမြို့တိုင်အောင်ဂိလတ်ပြည်တစ်လျှောက်လုံးနတလိပြည်တစ်လျှောက်လုံးအေဖရိမ်ပြည်မနာရှေပြည်နှင့်တကွအဝေးဆုံးသောပင်လယ်တိုင်အောင်ယူဒပြည်တစ်လျှောက်လုံးတောင်ပြည်နှင့်တကွဇောရာမြို့တိုင်အောင်စွန်ပလွန်မြို့တီးဟုသောယေရီခေါမြို့တည်သောဂျိုင်းနှင့်လွင်ပြင်တို့ကိုပြတော်မူ၏ထာဝရဘုရားကလည်းငါသည်အာဗြဟံဣဇက်ယာကုပ်တို့အားကျိန်ဆို၍သင်၏အမျိုးနွယ်အားငါပေးမည်ဟုဂတိထားသောပြည်ကိုကြည့်လော့သင်သည်ကိုမျက်စိနှင့်မြင်ရသောအခွင့်ကိုငါပေး၏တို့ရာတွင်ကူး၍မသွားရဟုမိန့်တော်မူ၏ထို့သောထာဝရဘုရားမိန့်တော်မူသည့်အတိုင်းထာဝရဘုရား၏ကျွန်မောရှေသည်မောဘပြည်ထိုအရက်၌အနေဆာရောက်၍ဖတ်ပေဂုရမြို့တစ်ဖက်မောဘပြည်တစုံတစ်ခုသောဂျိုင်း၌တကြိုတော်မူ၏မောရှေ၏သင်ချိုင်းကိုယနေ့တိုင်အောင်ဘသူမျှမသိရမောရှေသည်အနေဆာရောက်သောအခါအသက်120ရှိ၏သူ၏မျက်စိမမှုန်သေးခွန်အားလည်းမလျော့သေးဣသရေလအမျိုးတို့သည်မောရှေကိုအောက်မေ့၍မောဘလွင်ပြင်၌ရက်30ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏မောရှေအတွက်ငိုကြွေးမြည်တမ်းသောနေ့ရက်ကာလကိုလွန်ပြီးမှနုန်ဤသားယောရှုသည်အထက်ကမောရှေ၏လက်တင်မင်္ဂလာကိုခံရသဖြင့်ပညာသဘောနှင့်ပြည့်စုံသောသူဖြစ်၍ဣသရေလအမျိုးတို့သည်ယောရှု၏စကားကိုနားထောင်လျက်မောရှေအားထာဝရဘုရားမိန့်တော်မူသည့်အတိုင်းပြုကြ၏ထာဝရဘုရားဆေလွတ်တော်မူ၍အေဂုတုပြည်တွင်ဖာရောဘုရင်နှင့်သူ၏ကျွန်မှဆ၍ပြည်သားအပေါင်းတို့၌နမိတ်လက္ခဏာအံ့ဖွယ်သောအမှုအလုံးစုံတို့ကိုပြု၍ဣသရေလအမျိုးအပေါင်းတို့ရှေ့မှမဟာတကူတော်နှင့်အလွန်ကြောက်မက်ဖွယ်သောအမှုရာအပေါင်းတို့ကိုပြုလေရာတွင်ထာဝရဘုရား၏မျက်နှာတော်ကိုကိုယ်တိုင်ကိုကြက်မြင်ရသောပရောဖက်မောရှေကဲ့သို့နောက်တစ်ဖန်ဣသရေလအမျိုး၌သူနှင့်တူသောပရောဖက်တစ်စုံတစ်ပါးမျှမပေါ်ထွန်း